Bleach က Victory ထဲမှာအဆိုးဝါးဆုံးလားအားလုံးပဲမင်္ဂလာပါpart 2ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာလဲ Bleach ရဲ့အားနည်းချက်တွေနဲ့ Victory ထဲမှာပါဝင်တာတကယ်ကောထိုက်တန်ရဲ့လားဆိုတာကိုသုံးသပ်ပေးသွားပါမယ်Bleach ရဲ့ဆိုးဆိုဆိုင်ယာတီအပြီးမှာဘောက်အားဆက်လာတာကဇလန်းရဲ့အရေးသွေးကိုကျဆင်းလာစေပါတယ်ဇလန်းသွားနှုံးကနှိကွေးသွားပြီးနောက်ပိုင်းဇလန်းပိုင်းများဟာထက်ခါတလဲလဲဖြစ်နေသည့်သဘောတဘာဝကြောင့်ပရိသတ်များကြားတွင်ဝေဖန်ခံနေရသည့်ဘောက်အောက်အပြင်နောက်ပိုင်းအပ်တွေမှာလည်းအဓိကဇက်ကြောင်းနဲ့မဆိုင်တဲ့ဖေလာအပီစုပ်တွေဖေလာအပ်တွေကဖန်တွေအတွက်အနှောင့်အယှက်ဖြစ်စေပါတယ်ပြီးတော့ဖန်အချို့က Bleach တီဆွဲဆောင်မှုရှိသော art style နဲ့ဒီဇိုင်းများရှိတော့လဲအခြား series နှစ်ခုကဲ့သို့နည်းနည်းမှုမရှိဘဲအနှစ်သာရထက်ပုံစံဒီဇိုင်းကိုသာဦးစားပေးတယ်ဟူသောအချက်ကိုအလွန်မင်းအားကိုးသည်ဟုဝေဖန်ကြပါတယ်နောက်ဆုံးအနေနဲ့ကတော့ဖန်အချို့က Victory ထဲမှာ Bleach အစား Hunter X Hunter ကပိုပြီးထိုက်တန်ကြောင်းပြောကြတာပါ Hunter X Hunter ကဇလန်းပိုင်းအရရော Power System အရရောအရန်ကိုပြည်စုံကောင်းမွန်တဲ့ Master Base တစ်ခုဆိုတာညင်းစရာမရှိပါဘူးဒါပေမဲ့ Victory ထဲမပါရတဲ့အကြောင်းရင်းတွေရှိပါတယ်2000ပြည့်နှစ်ကာလတွေမှာHunter X Hunter မန်ဂါဟာမကြာခဏဆိုသလိုရနာတက်တာကြောင့်ရှိုနန်ချမ်းရဲ့အပတ်စဉ်ပုံမှန်အကူရတဲ့ series တစ်ခုဖြစ်မလာခဲ့ပါဘူးရှိုနန်လောကမှာ Bleach ကတစ်ချိန်လုံးရောင်းအားအကောင်းဆုံးစည်ရင်မှာထိပ်တန်းကပါခဲ့ပေမဲ့ Hunter X Hunter ကတော့လူအများကြားမှာအမြဲတမ်းရေပန်းစားနေတာမျိုးမရှိခဲ့ပါဘူး Anime မှာဆိုရင် Hunter X Hunter က episode 140ကျော်သာရှိခဲ့တာပါပလော့ပိုင်းမှာ Hunter X Hunter ကပိုတာပေမဲ့ Bleach က S-Style soundtrack action episode တွေမှာပိုပြီးတာပါတယ် Bleach ဟာအဲ့ဒီအချိန်တုန်းကအနောက်နိုင်ငံတွေမှာ anime ရေပန်းစားမှုကိုတွန်းတင်ပေးခဲ့တဲ့အဓိကတောက်တိုင်တစ်ခုပါသူ့ရဲ့ character design တွေနဲ့ခုဖြစ်တဲ့ပုံစံတွေကတခြားရှိုနန်တွေထက်ပိုပြီးဆွဲဆောင်မှုရှိခဲ့ပါတယ်ဒါကြောင့်မို့ Bleach ဟာ Victory ထဲမှာထိုက်တန်ပါတယ်လို့ထင်မြင်မိပါတယ်နောက်နေ့တွေမှာတော့ Part 3အနေနဲ့ Bleach ရဲ့အားသာချက်တွေအကြောင်းကိုတင်ဆက်ပေးနေမှာမို့လို့ follow လေးတွေလုပ်ပေးခဲ့ပါဦး